တိတိကျချမ်းသာကြတဲ့လူတွေရဲ့ကဘာမှာရိုးရိုးချမ်းသာခြင်းနဲ့ဒူဘိုင်းတွေရဲ့ချမ်းသာခြင်းဆိုပြီးနှစ်မျိုးရှိပါတယ်။အာရပ်ပြည်ထောင်စုရဲ့အကြီးဆုံးမြို့တော်ဟာကောင်းတဲ့နေရာတွေမှာတုံဖြုံခြင်းနဲ့နာမည်ကျော်ပါတယ်။ဒီမြို့မှာနေကြတဲ့အလွန်ချမ်းသာတဲ့သူတွေနဲ့သူတို့ရဲ့အလိုလိုက်ခံထားရတဲ့သားသမီးတွေဟာဒေါ်လာ2 သန်းတန်ကလပ်အုပ်နဲ့ရွှေအုပ်ထားတဲ့ပြိုင်ကားတွေကိုပိုင်ဒရိတ်ဆန်ရုံအစရှိတဲ့သူမတူတဲ့အရာတွေပေါ်မှာပတ်စံများစွာသုံးဆွဲလေးရှိကြပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဒူဘိုင်းရဲ့အချမ်းသာဆုံးတထေးသားတထေးသမီးတွေပတ်စံတွေကိုဘယ်လိုသုံးနေကြလဲဆိုတာကိုကြည့်လိုက်ကြရအောင်။အပြင်လူတစ်ယောက်အနေနဲ့ကြည့်ရင်ဒူဘိုင်းဟာမယုံနိုင်စရာကောင်းတဲ့နေရာတစ်နေရာပဲဖြစ်ပါတယ်။လမ်းတွေပေါ်ကအယောင်ဆက်တွေကရွှေချောင်းတွေထုတ်နိုင်ခြင်းရဲတွေကပြိုင်ကားတွေနဲ့လှည့်ပတ်နေခြင်းဟယ်လီကော်ပတာတက်ဆီကိုအချိန်မရွေးခေါ်ယူနိုင်ခြင်းစတာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီမှာသူတို့ရဲ့ Starbucks ဆိုင်ကတော့အရန်ကိုကြီးကျယ်ခမ်းနားလွန်နေပါတယ်။လူတိုင်းမှာပတ်စံများစွာရှိကြပြီးသုံးဆွဲဖို့ဝင်မလေးကြတာကဒီမှာအရန်ကိုသိတာလွန်ပါတယ်။1966ခုနှစ်တုန်းကဒူဘိုင်းမြို့မှာစီကိုရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်ဒီမြို့ဟာလျင်မြန်စွာတိုးတက်လာခဲ့ပါတယ်။ခရီးသွားဧည့်သည်တွေဈေးကွက်တွေနဲ့ချမ်းသာကြွယ်ဝတဲ့ပြောင်းရွှေ့နေထိုင်သူတွေစီကနေပတ်စံတွေအများရန်ဝယ်နေခဲ့ပါတယ်။ဒီမျိုးဟာထိတ်တန်းလူချမ်းသာတွေရဲ့အဓိကပန်းနိုင်နေရာဖြစ်ခဲ့ပြီးထိုသူတွေရဲ့ဈေးကြီးတဲ့အကြိုက်တွေအားလုံးကိုဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ဒီမျိုးမှာနေနိုင်တဲ့လူတွေနဲ့သူတို့ရဲ့ကလေးတွေအတွက်ကတော့ဒူဘိုင်းဟာဇိမ်ငံပစ္စည်းတွေဒီဇိုင်နာပစ္စည်းတွေသူမတူတဲ့အတွေ့အကြုံတွေရှားရှိနိုင်တဲ့တကယ့်ကိုကောင်းငင်ပုံပဲဖြစ်ပါတယ်။ဒူဘိုင်းမြို့ရဲ့တထင်းသားသမီးတွေအကြောင်းပြောရမယ်ဆိုရင်တော်ဝင်မိသားစုကနေစပြောရပါလိမ့်မယ်။လက်ရှိတော်ဝင်မိသားစုဝင်ဖြစ်တဲ့အာမတ်တော်အိမ်တော်ဟာဒူဘိုင်းကိုအုပ်ချုပ်နေတဲ့နှစ်ပေါင်း200နီးပါးရှိခဲ့ပြီပဲဖြစ်ပါတယ်။သူတို့အုပ်ချုပ်ပုံစနစ်ရဲ့ပုံစံကတော့သူတို့ဟာစီလုပ်ငန်းတွေကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ကျန်တဲ့လုပ်ငန်းတွေအားလုံးကိုချုပ်ကင်ထားပြီးမယုံနိုင်စရာကောင်းလောက်အောင်ပဲပတ်စံတွေများစွာသုံးစွဲနိုင်ကြပါတယ်။ဒူဘိုင်းတော်ဝင်မိသားစုရဲ့ချမ်းသာကြွယ်ဝမှုစုစုပေါင်းဟာ18 ဘီလီယံဒေါ်လာနီးပါးရှိတယ်လို့ခန့်မှန်းကြပါတယ်။မိသားစုရဲ့ခေါင်းဆောင်ကတော့ရှိတ်မိုဟာမက်တွန်အာရှိန်အာမက်တွန်ဖြစ်ပြီးဒူဘိုင်းကိုတော့2006ခုနှစ်ကတည်းကစတင်အုပ်ချုပ်ခဲ့ကလက်ရှိမှာတော့ UAE ရဲ့ဒုတိယသမ္မတနဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။သူကလည်းပတ်စံကိုရေလိုသုံးစွဲနေသူပဲဖြစ်ပြီး2001ခုနှစ်မှာသူနဲ့သူ့ကလေးတွေအပန်းဖြေဖို့ဝယ်ယူခဲ့တဲ့ဒူဘိုင်းမြေယာရွက်လေဟာတိဆောက်ရာမှာဒေါ်လာတန်း400ကျော်ကုန်ကျခဲ့ပြီးပေ900ကျော်ရှည်လျားပါတယ်။ဒါကြောင့်ဒီရွက်လေဟာ2006ခုနှစ်ကနေ2009ခုနှစ်ကအတွင်းကမ္ဘာအကြီးမားဆုံးရွက်လေဖြစ်ခဲ့ပါတယ်။ဒီရွက်လေပေါ်မှာဟယ်လီကော်ပတာဆင်းသက်နိုင်တဲ့နေရာဧည့်သည်အယောက်90ဆန့်နဲ့ထမင်းစားကန်ပေ30ကျဲတဲ့ရေကူးကန်အထက်8ထပ်ပါရှိပြီးရွက်လေဝန်တန်းအယောက်80အတွက်အခန်းတွေအပြင်ဧည့်သည်115ယောက်စာအတွက်နေရာအလုံးလောက်ရှိပါတယ်ဒီရွက်လေဟာတင့်ပတ်ဝန်းကျင်ကအိမ်နေရာလုံးပေါင်းထားတာတက်တောင်ကြီးမားနေပါလေဒီရွက်လေအပြင်ရှိတ်မိုဟာမက်ဟာပတ်စံသုံးစွဲပြခြင်းထက်စီးပွားရေးကိုစောက်ချလုပ်ကိုင်လေးရှိပြီးမြို့တော်တိုးတက်ရေးနိုင်ငံရေးတွေကိုပိုစိတ်ဝင်စားလေးရှိပြီးတကယ်တမ်းသူ့မိသားစုရဲ့သားသမီးအယောက်30ကသာဒီပတ်စံတွေကိုရှေလိုသုံးစွဲနေကြတာဖြစ်ပါတယ်။ရှိတ်မိုဟာမက်ရဲ့သားသမီးတွေတဲကနာမည်အကြီးဆုံးနဲ့ဒူဘိုင်းမြို့ရဲ့တထေးသားတွေတဲနာမည်အကြီးဆုံးကတော့မင်းသားဖာဆာပဲဖြစ်ပါတယ်။သူဟာဒူဘိုင်းရဲ့အိမ်ရှိဆန်မင်းသားဖြစ်ပြီးနာမည်ရင်းကတော့ရှိတ်မိုဟာမက်အာရှင်အာမက်တွန်ဖြစ်ပေမဲ့သူ့ကိုဖာဆာလို့ပဲခေါ်ဆိုကြပါတယ်။မင်းသားဖာဆာဟာဒူဘိုင်းအကြောင်းမျိုးချစ်ကြပြားတွေရေးလေးရှိတဲ့ကလောင်အမည်လည်းဖြစ်ပါတယ်။အင်ရှစ်ဆန်မင်းသားဖြစ်တဲ့လျောက်သူဟာအလွန်အာဏာကြီးပေမဲ့အွန်လိုင်းပေါ်မှာသူ့ရဲ့နေထိုင်မှုပုံစံတွေကိုအမြဲတမ်းပြသလေးရှိပါတယ်။သူဟာကမ္ဘာနေရာတွေကိုစူးစမ်းလေ့လာခြင်းဟယ်လီကော်ပတာမောင်းနှင်ခြင်းသူ့ရဲ့ကိုယ်ပိုင်ဒရိစံတွေနဲ့ဓာတ်ပုံရိုက်ကူးခြင်းရေချက်အင်ဂျင်သုံးပုံနဲ့ရေလှိုင်းစီခြင်းစရှိတဲ့သူ့ရဲ့လူချမ်းသာဝါသနာတွေကို follower 10.8 သန်းရှိတဲ့သူ့ရဲ့ Instagram စာမျက်နှာမှာအမြဲဖော်ပြကြွားဝါလေးရှိပါတယ်။
နောက်ပြီးသူဟာဒူဘိုင်းမြို့အလုံးအမှုဆောင်အဖွဲ့နဲ့ဒူဘိုင်းအားကစားကောင်စီရဲ့ဥက္ကဋ္ဌလည်းပဲဖြစ်ပါတယ်။သူ့ကိုအများကသတိထားမိစေကတော့အားကစားတွေကပဲဖြစ်ပါတယ်။ကလောင်အပြေးပြိုင်ခြင်းဟာဒူဘိုင်းမြို့ရဲ့အကြီးမားဆုံးအားကစားတွေကတစ်ခုဖြစ်ပြီးမင်းသားဖာစာအလွန်နှစ်သက်တဲ့အားကစားလည်းပဲဖြစ်ပါတယ်။ဒီအားကစားကိုသူဘယ်လောက်နှစ်သက်လဲဆိုရင်တော့ကလန်အုပ်တကောင်အတွက်ဒေါ်လာ1.8 မီလီယံပေးခဲ့ဘူးပါလေ။ဒါဟာကလန်အုပ်တကောင်အတွက်အလွန်ဈေးကြီးတယ်လို့ထင်ရပေမဲ့လက်တလောကကလန်အုပ်ပေါင်း18000လာရောက်ရှင်ပြိုင်တဲ့ကလန်အုပ်အလှပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ကလန်အုပ်လည်းပဲဖြစ်ပါတယ်။ဒီကလန်အုပ်ရဲ့ပိုင်ရှင်ဟာဒုတိယနဲ့တတိယရတဲ့ပိုင်ရှင်တွေကိုစုငွေဒေါ်လာ2 သန်းကိုခွဲပေးခဲ့ပြီးမင်းသားဖာစာရဲ့ကလန်အုပ်ဝယ်ယူတဲ့ငွေကိုလည်းရရှိခဲ့ပါတယ်။ဒီလိုကလန်အုပ်ပြိုင်ပွဲတွေမှာပတ်စံများစွာရရှိခြင်းဟာမင်းသားဖာစာကကလန်အုပ်တကောင်အတွက်ဘာလို့ငွေအများကြီးသုံးစွဲခဲ့လဲဆိုတာရဲ့အဖြေတစ်စိတ်တစ်ပိုင်းပဲဖြစ်နေပါတယ်။ဒူဘိုင်းမင်းသားလောက်ပတ်စံရှိနေမယ်ဆိုရင်တော့ဒီလိုအလုပ်တွေကိုသင်ဟာအေးဆေးလုပ်နိုင်မှာပါ။ဒါပေမဲ့မင်းသားဖာစာဟာကလန်အုပ်တွေတင်သဘောကျတာမဟုတ်ပဲမြင်းစီခြင်းကိုလည်းအထူးကျွမ်းကျင်ပါတယ်။သူဟာ2014ခုနှစ် All-Tat FBI မြင်းစီပြိုင်ပွဲမှာရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။သူ့ရဲ့မရေမတွက်နိုင်တဲ့မြင်းတွေနဲ့အတူမရှိနေတဲ့အချိန်တွေမှာတော့မင်းသားဖာစာဟာခရီးထွက်လေ့ရှိပါတယ်။သူ့မှာကုန်းရီသွားလာလို့ရတဲ့ကားများစွာတစ်စီးကိုဒေါ်လာ9 သိန်းတန်ဖိုးရှိတဲ့တင့်ကားLamborghini Famino Roadster တစ်စီး McLaren B1 တစ်စီး Ferrari တစ်စီး LaFerrari Bugatti G-Wagon Grand Sport B-Tech စတဲ့ကားများစွာကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။သူ့မှာကားများစွာရှိပေမဲ့မင်းသားဖာစာဟာအများပြည်သူသုံးရထားကိုလည်းမကြာခဏစီးတက်ပါသေးတယ်။ဒါကိုကြည့်နေတဲ့အမျိုးသမီးတွေအတွက်ဖာစာဟာအလွန်ချမ်းသာတဲ့မင်းသားဖြစ်ပြီးအမိုက်စားခန္ဓာကိုယ်ရှိတဲ့အပြင်ကပြားရီစာတွေကိုလည်းရေးတက်ပြီးကမ္ဘာလှဆုံးကလပ်အုပ်ပိုင်ဆိုင်ထားတဲ့ပြည့်ပြည့်စုံတဲ့ယောက်ျားတစ်ယောက်ဖြစ်ပေမဲ့သူ့မှာပိုင်ရှင်ရှိပါတယ်။2019ခုနှစ်မှာသူဟာသူ့ရဲ့တဝမ်းခွဲညီမဖြစ်တဲ့ကာရှကာဘီဆာရီဘီတာရီအာမက်တွန်နဲ့လက်ထပ်ခဲ့ပြီးရှေ့လေပိုင်းဒေသရဲ့စူပါစတာတွေဖြစ်တဲ့အာလန်နဲ့မာချီအာမိုဟာတစ်တို့ကသူတို့ရဲ့လက်ထပ်ပွဲမှာသချင်းဆိုပေးခဲ့ကြပါတယ်။သင်ဟာအရှိအနေပိုင်းဒေသမှာနေထိုင်သူမဟုတ်ရင်ဒီဆိုရော်တွေကိုမသိတာဖြစ်နိုင်ပေမဲ့သူတို့ဟာအလွန်ကြော်ကြားသူတွေပဲဖြစ်ပါတယ်။ရှိတ်မိုဟာမက်ရဲ့နောက်ထပ်သားတော်ဖြစ်တဲ့မက်ဆွန်ဘင်မိုဟာမက်အာမာဒိုဟာကားတွေကလပ်တွေထက်ထူးကဲတဲ့အားကစားတွေကိုနှစ်သက်ပါတယ်။သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာဟာဒွန်ဘက်ကီကားမောင်းခြင်း၊ရင်ငေါခြင်း၊နှင်းလျှော်စီခြင်း၊တနက်ပစ်ခြင်းဤပညာမြင့်ရေပေါ်ချက်နဲ့တွာလာနေခြင်းစတာတွေနဲ့ပြည့်နှက်လို့နေပါတယ်။သူဟာဒီအားကစားတွေမလုပ်နေတဲ့အချိန်မှာတော့ကုတ်အိတ်မှာရှိနေတတ်ပါတယ်။ကုတ်အိတ်ဟာမင်းသားရဲ့164ပေရှိတဲ့ရွက်လှေရဲ့အမည်ပဲဖြစ်ပါတယ်။ဒီရွက်လှေကိုရွက်လွှင့်နိုင်မှုဝန်ထမ်း10ဦးလိုအပ်ပြီးဒီသင်းမောအတွက်ကုန်ကျငွေဟာ15 မီလီယံဖြစ်ပါတယ်။ဒါသူ့ဖေရဲ့ဒေါ်လာတန်း400နဲ့ရွက်လှေလောက်မရှိပေမဲ့အလွန်ဈေးကြီးတဲ့ရွက်လှေတစ်စင်းပဲဖြစ်ပါတယ်။ဒီလိုစိတ်လှုပ်ရှားစရာကောင်းပြီးခမ်းနားထည်ဝါတဲ့လူမှုပုံစံတွေကြောင့်အမေရိကန်သမ္မတဟောင်းဘီကလင်တန်နာမည်ကျော်ဘောလုံးသမားခရစ္စတီယာနိုရိုနယ်ဒိုနာမည်ကျော်ရပ်ပါဒရက်အစရှိတဲ့နာမည်ကျော်ပေါင်းများစွာနဲ့သူဟာရှင်းနေပါတယ်။နောက်ထပ်မိသားစုတွေကအားကစားသမားကတော့ရှိတ်မိုဟာမက်ရဲ့သမီးတော်ဖြစ်တဲ့မာရီကာဘင်မိုဟာမက်မက်ရှင်အာမက်ဒိုမဲဖြစ်ပါတယ်။သူမရဲ့ကိုယ်ကံပညာအားကစားသမိုင်းတစ်လျှောက်အောင်မြင်မှုများစွာနဲ့2015ခုနှစ်အာဘူဒါဘီကမ္ဘာ့ကျွမ်းကျင်ဂျူဂျစ်ဆုပြိုင်ပွဲမှာငွေတံဆိပ်ဆုရရှိခဲ့ပူပါတယ်။ဒီရက်ပိုင်းတွေမှာတော့သူမရဲ့စူးစမ်းမှုနဲ့ပတ်စံတွေကိုမြင်းစည်းခြင်းမှသာအသုံးပြုလျက်ရှိပါတယ်။ဒီလိုအင်အားတွေအဆက်အသွယ်တွေနဲ့ငွေကြေးချမ်းသာမှုတွေကြောင့် UAE မြင်းစည်းအသွင်ကိုသူမဟာကိုညီတီထောင်ပေးနိုင်ခဲ့ပါတယ်။သူမလက်ရှိမှာထိုအသင်းဝင်အနေနဲ့နိုင်ငံတကာပြိုင်ပွဲတွေဝင်ရောက်ရှင်ပြိုင်လျက်ရှိနေပါတယ်။တကယ်လို့သင်ဟာဒူဘိုင်းတော်ဝင်မိသားစုဝင်ဖြစ်ခဲ့မယ်ဆိုရင်သင်ဘဝတစ်လျှောက်လှုပ်ဆောင်နိုင်တဲ့အားကစားအမျိုးအစားရည်အတွက်ဟာကန့်သက်ချက်ရှိနေမှာမဟုတ်ပါဘူး။ရှိတ်မိုဟာမက်ရဲ့သမီးတွေအားလုံးဟာမာရီတာလောက်ခုံရုံစရာမဟုတ်ခဲ့ပါဘူး။ သူ
သူရဲ့ဒုတိယသမီးဖြစ်တဲ့လက်တီဖာဘင်မိုဟာမက်အာမက်တော်ဟာပြဿနာများလေးရှိပါတယ်။သူမဟာအားလက်ချိန်တွေနဲ့ပတ်စံတွေကိုလေထီးခုန်ခြင်းနဲ့လေးပေါ်လမ်းလျှောက်ခြင်းတို့မှာကုံဆုံးလေးရှိပါတယ်။ဒါပေမဲ့စိတ်လှုပ်ရှားစရာချမ်းသာတဲ့ဒီတည်ရှိမှုဟာလက်တီဖာအတွက်မလုံလောက်ခဲ့ပါဘူး။သူမဟာသူမရဲ့ဖခင်ပေါ်ပြုလုပ်ခဲ့တဲ့ကျူးလွန်မှုတွေနဲ့ထောင်ချခံရတယ်ဆိုတဲ့ဆွဆွဲချက်တွေရှိခဲ့ပြီးသူမရဲ့ထူးခြားတဲ့အားကစားနေထိုင်မှုနောက်ွယ်မှာတော်ဝင်မိသားစုတွေကိုယ်တိုင်ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပုံရပါတယ်။သူမဟာ2018ခုနှစ်မှာဒူဘိုင်းကနေရွက်လီစီပြီးပြင်သစ်လျှို့ဝှက်တစည်းပိုင်တဲ့ရွက်လီစီကိုထွက်ခွာသွားလေရှိပါတယ်။သူမရဲ့ထွက်ပြေးခြင်းမအောင်မြင်ခဲ့တဲ့နောက်မှာတော့ဒူဘိုင်းကိုပြန်ပို့ခံခဲ့ရပြီးထိုအချိန်ကစလို့အပြင်ဘက်မှာသူမကိုမြင်ရလေမရှိတော့ပါဘူး။နောက်ထပ်လက်တီဖာရဲ့ညီမရှက်ဆာအာမက်တွန်ကလည်း2009တုန်းက UK ကိုအလဲသွားတဲ့မိသားစုခီးစဉ်မှာလည်းထွက်ပြေးဖို့စ조사ခဲ့ပါသေးတယ်။လက်တီဖာလိုပဲသူမရဲ့ထွက်ပြေးခြင်းဟာလည်းကြာမခံခဲ့ပါဘူး။သူမဟာမကြခင်မှာပဲဒူဘိုင်းကိုပြန်ပို့ခံခဲ့ရပြီးထိုချိန်ကလေးကမမြင်ရတော့ပါဘူး။သူမနဲ့လက်တီဖာတို့ရဲ့စက်ကြောင်းရဒူဘိုင်းတော်ဝင်မိသားစုဟာထင်ထားသလောက်ပြည့်စုံနေတာမဟုတ်တာကိုတွေ့မြင်ရမှာပါ။ဒါပေမဲ့ဒူဘိုင်းတော်ဝင်မိသားစုဟာသူတို့ရဲ့ကြွယ်ဝမှုကိုတိုးချဲ့ပြီးကားတွေလေတွေစုဆောင်းမှုကိုတိုးချဲ့လာခဲ့တဲ့အပြင်သူတို့ရဲ့ပိုင်ဆိုင်မှုပေါင်းများစွာကိုဒူဘိုင်းနိုင်ငံတိုးချဲ့ပြုပြင်ရေးတွေမှာလည်းသုံးစွဲလေ့ရှိကြပါတယ်။2001ခုနှစ်မှာဒီမိသားစုဟာဘေရာကျွန်းဖန်ရှမီရာကျွန်းနဲ့ပန်ဂျိုမယ်ရီယာကျွန်းစရှိတဲ့ကျွန်းအတုသုံးခုတိစောက်ရေးတွေမှာရန်မွန်ငွေဒေါ်လာမီလီယံပေါင်းများစွာထည့်ဝင်ခဲ့ပါတယ်။ဟုတ်ပါတယ်ဒူဘိုင်းတော်ဝင်မိသားစုဟာကျွန်းတွေကိုဝယ်ယူရုံနဲ့မကပဲကိုပိုင်ကျွန်းတွေကိုတိစောက်နိုင်တဲ့အထိချမ်းသာကြပါတယ်။ကမ္ဘာခမ်းနားထေပါမှုရှိဆုံးဇိမ်ခံဟိုတယ်တွေရှိတဲ့ကျွန်းတွေဟာအနာဂတ်မှာပြဿနာအငယ်ရှိလာနိုင်ပါတယ်။ NASA ရဲ့ဂျိုရူဟာပန်ရှမရာကျွန်းဟာတစ်နှစ် 0.4 လက်မမြုပ်နေကြောင်းဖော်ပြခဲ့ပြီးကျွန်းတည်ဆောက်မှုနဲ့ပတ်သက်တဲ့အရေးသွေးနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေကိုထုတ်ပြခဲ့တာကြောင့်အာမန်တော်မိသားစုဟာသူတို့ရဲ့ကျွန်းကိုပြန်တက်နိုင်မဲ့နည်းလမ်းအတွက်ပတ်စံတွေစိန်တွေပုံပေးပြီးတော့ပြန်လဲရှာဖွေခဲ့ရပါတယ်။ဒါပေမဲ့ဒူဘိုင်းနိုင်ငံကကြွယ်ဝချမ်းသာတဲ့လူတိုင်းဟာရှိတ်မိုဟာမက်နဲ့ပတ်သက်နေတာတော့မဟုတ်ပါဘူး။ဥပမာဒီကရက်ရှီဆိုဘီယာဇာဟာတော်ဝင်မိသားစုကမဟုတ်ပဲတော်ဝင်မိသားစုကကလေးတွေတန်းတူသို့မဟုတ်သူတို့ထပ်ပို့ပြီးသုံးစွဲနေနိုင်တာပါ။ရက်ရှီကတော့စောက်လုပ်ရေးလုပ်ငန်းတွေကနေတန်းနဲ့ချီရှာဖွေနေနိုင်တဲ့ဆက်ရှိအာမက်မိုအာဇာရဲ့သားလည်းဖြစ်ပါတယ်။သူ့ဖေကသူ့ရဲ့သားကိုလိုချင်တာမှတ်သမျှဝယ်ပေးဖို့တွန့်ဆုတ်လေးမရှိပါဘူး။မန်နီကစ်လို့လူသိများတဲ့ရက်ရှီမှာကိုပိုင်တရိတ်ဆိုင်ရုံရှိပါတယ်။ဒီချက်နဲ့တည်းသူ့ရဲ့နေထိုင်မှုပုံစံဟာဘလောက်ခမ်းနားနေမလဲဆိုတာကိုတွေ့နိုင်မှာပါ။ရက်ရှီရဲ့ private note တိုက်တလွားတွေကြောင်ကြီးစားမျိုးတွေတက်ကလက်အုပ်တွေချင်ပန်စီတွေဟာဂျက်ကီချန်နဲ့မက်ရာယယ်တို့လိုနာမည်ကြီးတဲ့သရုပ်ဆောင်တွေရဲ့လာရောက်ကြည့်ရှုခြင်းတွေကိုတောင်ခံခဲ့ရပါတယ်။ရက်ရှီရဲ့ကားစုဆောင်မှုဟာလည်းတကယ်ကိုအံ့ဩစရာပဲဖြစ်ပါတယ်။သူဟာ Louis Vuitton နဲ့ ဆိုဘရန်တစိုက်တွေရိုက်နှက်ထားတဲ့ဒေါ်လာ2,600,000တန် Ferrari After Valenetta ကိုပိုင်ဆိုင်ထားပါတယ်။2019ခုနှစ်မှာဒီကားကိုဝယ်ယူခဲ့တော့ကသူဟာကားမောင်းနိုင်တဲ့အသက်ကိုတောင်မပြည့်သေးပါဘူး။သူ့မှာ Racy ပုံစံ Cadillac Escalade လည်းရှိပါသေးတယ်။ဒီကောင်လေးဟာဖက်နက်တွေကိုလည်းအလွန်ပဲနှစ်သက်ပါတယ်။သူ့မှာဒေါ်လာတန်းချီတန်တဲ့ဖက်နက်တွေရှိပြီးဖက်နက်တွေကိုတင်စီဖို့သူ့နာမည်ရိုက်နှိပ်ထားတဲ့အခန်းအသီးသန့်လည်းရှိပါသေးတယ်။သူ့ရဲ့ဖခင်ပေးထားတဲ့ပတ်စံတွေအပြင်ရက်ရှီဟာသူ့ရဲ့ online တင်ဆက်မှုတွေကလည်းငွေရှာနေနိုင်ပါတယ်။သူဟာ Instagram မှာ follower 2 သန်းနီးပါးရှိပြီး YouTube မှာတော့ subscriber 2 သန်းခွဲကျော်ရှိပါတယ်။သူ့ရဲ့ YouTube channel မှာတော့အလွန်ဈေးကြီးတဲ့လက်ဝတ်ရတနာဆိုင်မှာဈေးဝယ်ခြင်းကစပြီးရွက်လှေတွေပေါင်းအပန်းဖြေခြင်းနဲ့သူနဲ့အတူချမ်းသာတဲ့တငယ်ချင်းတွေနဲ့ကားလဲစီခြင်းအစရှိတဲ့ဗီဒီယိုတွေကိုတင်ပေးလေးရှိပါတယ်။နောက်ပြီးသူ့ရဲ့ချမ်းသာတဲ့ဒူဘိုင်းဘဝဆိုထားတဲ့သချင်းတွေတောင်ရှိနေပါသေးတယ်။သူ့ရဲ့ Instagram စာမျက်နှာမှာတော့ကာဒီဘီ DJ Carlin HS Rabbit အစရှိတဲ့နာမည်ကျော်တွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ပြည့်နှံ့နေပါတယ်
နောက်တစ်ခုပြောချင်တာကတော့သူ့ရဲ့ Instagram ကိုကြာမကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုတော့တင့်ရဲ့ဖခင်ဟာလည်းဒူဘိုင်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်ရင်ကောင်းမယ်ဆိုပြီးတွေးလာနိုင်လို့ပါပဲ။ခင်လာအာတူကတော့ချမ်းသာခြင်းနဲ့ internet ရှိခြင်းတို့ပေါင်းစပ်ခြင်းကြောင့်နာမည်ကြီးလာတဲ့ဒူဘိုင်းနိုင်ငံသူပဲဖြစ်ပါတယ်။သူမဟာသူမရဲ့ Instagram မှာ 2.7 million follower ရှိပြီးသူမရဲ့ makeup နဲ့ဝတ်စားပုံ style နည်းလမ်းတွေနဲ့ vlog ရိုက်ပြီးကြော်ကြားလာတာဖြစ်ပါတယ်။သူမရဲ့ post တွေအရသူမဟာဒီဇိုင်နာပစ္စည်းမဟုတ်တဲ့အဝတ်တွေနဲ့ဓာတ်ပုံရိုက်ဖို့ပုံမရပါဘူး။သူမဟာသူမရဲ့ဈေးကြီးတဲ့အဝတ်ထည်တွေကိုကဘာနှံ့ခီးထွက်ပြီးတီးတက်ငှားရမ်းထားတဲ့ဓာတ်ပုံစရာတွေနဲ့ရိုက်နှက်ပြီးတကဘာတစ်ဝန်းလုံးကိုပြသလေးရှိပါတယ်။နောက်ထပ်ချမ်းသာတဲ့နာမည်ကျော်တဦးကတော့ Madras ပိန်မှာမွေးဖွားခဲ့ပြီးဒူဘိုင်းမှာပဲချမ်းသာတဲ့နာမည်ကျော်တဦးဖြစ်နေထိုင်နေတဲ့Emma Lopez ပဲဖြစ်ပါတယ်။ Emma ဟာသူမရဲ့အချိန်တချို့ကို fashion designer အဖြစ်ကုံဆုံးပေမဲ့များသောအားဖြင့်သူမကိုအလွန်ချမ်းသာခြင်းနဲ့ပဲလူသိများပါတယ်။သူမဟာဒူဘိုင်းရဲ့ကုန်လိုက်တွေကိုအလွန်နှစ်သက်ပြီးပတ်စံပေးရုံနဲ့ဈေးဝယ်ထားတဲ့အထုပ်တွေကိုလိုက်ထည့်ပေးမဲ့လူငှားလို့ရပါတယ်။သူမဟာဒူဘိုင်းမှာဈေးဝယ်ထွက်မနေရင်တော့ကိုပိုင်ချမ်းလျင်တွေအမွေပွားကုတ်အင်ဂျီတွေနဲ့ဒူဘိုင်းမှာဓာတ်ပုံရိုက်နေတာကိုတွေ့မြင်ရမှာပါ။ဒါမှမဟုတ်ရင်လည်း fashion ပွဲတွေရဲ့အနီရောင်ရှောင်းလန်းပေါ်မှာသူမဟာရှိနေပါလိမ့်မယ်။နောက်ထပ်ဒူဘိုင်းရဲ့လူချမ်းသာတွေထဲကနောက်တစ်ဦးကတော့အင်ချမ်းမြေလုပ်ငန်းရှင်မတ်ဆောင်းပင်ကြပါပဲဖြစ်ပါတယ်။သူဟာရွှေချထားတဲ့ AK47 တနက်နဲ့ပြုလုပ်ထားတဲ့ရှီရှာပိုက်ပိုင်ဆိုင်ထားတဲ့ကမ္ဘာတဦးရဲ့သောတထေးဖြစ်နေနိုင်ပါတယ်။သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ပေါ်မှာဆေးလိမ့်မတောက်နေတဲ့အချိန်မှာတော့ပြိုင်ကားတွေကိုကျွမ်းကျင်စွာပြိုင်မောင်းနေတာကိုတွေ့ရမှာပါ။နောက်ပြီးသူဟာ2015ခုနှစ်ရဲ့ FIA ကားပြိုင်ပွဲမှာအမြန်ဆုံးစံချိန်တင်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ Instagram bio မှာတော့သူ့ကိုယ်သူဉာဏ်ကြီးရှင်လို့ရေးသားထားပါတယ်။မတ်ဆောင်းဟာအင်တာဗျူးတစ်ခုမှာတော့သူ့ရဲ့ပြိုင်ကားတွေနဲ့စိန်ခံပစ္စည်းတွေအားလုံးဟာသူ့ကိုပျော်ရွှင်စေတဲ့အရာတွေမဟုတ်ဘူးလို့ပြောကြားခဲ့ပူပါတယ်။သူဟာကျွန်းတွေကမ်းခြေတွေကိုပေါ်နှစ်သက်ပြီးကျွန်းဝယ်ကတစ်သားတွေစောက်ပြီးသူ့ရဲ့ရွက်လေဘရင်မမာဗီယာကိုကန့်ကတ်ထားခြင်းနဲ့ဆန္ဒကိုပေါ်ပြခဲ့ပူပါတယ်။သူဟာထိုကျွန်းပေါ်မှာကိုပိုင်လေရင်ခွင်းလဲထားကျင်ပြီးသူ့ရဲ့လေရင်ကိုကိုပိုင်ကျွန်းပေါ်ကနေမိုင်ယာမီစီအသွားပြန်လောက်ကပုံမှန်ပေါ်အဖြစ်တဲ့ရင်ငုံချင်းနေပူစာလုံးခြင်းနဲ့အနားယူခြင်းတွေကိုပြုလုပ်ချင်ခဲ့တာပါ။တေချာတာကတော့သူ့ရဲ့အိမ်မက်ထဲကဘယ်အစိတ်ပိုင်းကပုံမှန်ဘဝပုံစံကိုဆိုလိုတာလဲဆိုတာကတော့မသိရပါဘူး။သူဟာသူ့ကိုယ်သူဒူဘိုင်းတထေးသားတွေတဲ့လက်တွေ့အကျဆုံးနဲ့အနှိမ့်ချတတ်ဆုံးသူလို့ဆိုလို့ရှိပါတယ်။ဒါပေမဲ့လည်းအဲ့လောက်ချမ်းသာနေရင်ဘယ်သူကမှကိုထင်မှားနေတယ်လို့မပြောပြတော့ဘူးလို့တော့ထင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်သွားဖို့မမေ့ပါနဲ့အောင်ဗျာ။